ဒီနေ့ကတော့ကျွန်တော်တို့မွတ်စလင်တွေအားလုံးတစ်နှစ်တာလုံးစောင့်မျှော်နေတဲ့ Ramzan ဥပုသ်လမြတ်ကြီးစတင်ပါပြီခင်ဗျာအားလုံးပဲ Ramzan Mubarak ပါဒီနှစ်ကတော့မော်လမြိုင်အချိန်စီအားဆိုရင်တော့ကျွန်တော်တို့မနက်9နာရီဝန်းကျင်ကနေပြီးတော့ညနေ6နာရီဝန်းကျင်အထိကိုဥပုသ်ဆောက်မှာဖြစ်ပါတယ်ဥပုသ်ကာလအတွင်းမှာကျွန်တော်တို့ကရေလဲတောက်လို့မရဘူးစတွေးလဲညှို့ချလို့မရဘူးအစားတောက်တွေလဲစားလို့လုံးဝမရပါဘူးပြီးသွားရင်ကျွန်တော်တို့ကအလဲအညာတွေအခိုးအဝတ်တွေကာမဆက်ဆံတာတွေနောက်ပြီးတော့မျိုးစုံပေါ့နော်မကောင်းမှုဒုစရိုက်မူရစေဝါဘာညာအားလုံးကိုရှောင်ကျဉ်ရပါတယ်ခင်ဗျာနော်ဒီလမှာဆိုရင်တော့ကျွန်တော်တို့ကဘာလို့ဒုက္ခခံကြလဲဗာလဲအစာငတ်ခံပြီးတော့မှဘာလို့ဒုက္ခခံကြလဲဆိုပြီးတော့ကျွန်တော်တို့ကိုခဏလာမန်းကြတယ်အဲ့ဒါတော့ဘာကြောက်လဲဆိုတော့ကျွန်တော်တို့ကစာနာတက်အောင်ဒီလကနေစပြီးတော့မှတင်ယူတာပါခင်ဗျာတခြားပညာချက်တွေတော့အများကြီးရှိပေမဲ့ဒီလကနေစပြီးတော့မှကျွန်တော်တို့ကအငတ်ခံလိုက်တဲ့အပေါ်မှာကျွန်တော်တို့နဲ့ထပ်တူပေါ့နော်လမ်းမှာစာလောင်ငွတ်တိတ်နေတဲ့ငတ်ပြတ်နေတဲ့တူတွေကိုကျွန်တော်တို့ကနားလဲဝါတယ်ဒီမှာကျွန်တော်တို့အငတ်ခံလိုက်ကျွန်တော်တို့ဘယ်လောက်ခံစားရလဲပေါ်မှာမူတည်ပြီးတော့မှငတ်ပြတ်နေတဲ့တူတွေကိုကျွန်တော်တို့နားလဲဝါတဲ့အတွက်ကြောင့်ဒီလကိုအကြောင်းခံပြီးတော့မှကျွန်တော်တို့မှာတစ်နှစ်တာလုံးတစ်နှစ်ပတ်လုံးအကြီးအကျယ်အလူအတန်းတွေပြုလုပ်ဖြစ်ကြပါတယ်အကြီးအကျယ်ကိုလှူကြတယ်တန်းကြတယ်ပိုင်ဆိုင်မှုတွေရဲ့အားလုံးတွက်ချက်ပြီးတော့မှအပုံ40ပုံတစ်ပုံတွက်ချက်ပြီးတော့မှလှူကြတယ်အဲ့ဒီအပုံ40ပုံထောက်ကိုလည်းပို့ပြီးတော့မှလည်းလှူတန်းကြပါတယ်ခင်ဗျာနော်ဒီလောက်မှအကြောင်းခံပြီးတော့မှကျွန်တော်ရဲ့ chip customer တွေအားလုံးလည်းစိတ်ကျမ်းမာကိုယ်ကျမ်းမာဖြစ်ကြပါစေပြီးသွားရင်တော့ဒီနှစ်မှာကျွန်တော်တို့လှူတန်းလိုက်တဲ့သူတွေကနောက်နှစ်ကျရင်ဒီထက်နှစ်ဆလှူတန်းနိုင်ကြပါစေဆိုပြီးတော့မှဒိုအားလုပ်ပေးပါတယ်ဒီနှစ်မှာကိုကအလူခံလိုက်တဲ့ပုံကိုဆိုရင်လည်းနောက်နှစ်တွေမှာကိုကလှူနိုင်တဲ့ပုံကိုပြန်ဖြစ်ပါစေလို့ဒိုအားလုပ်ပေးပါတယ်ဒီနှစ်ကနေစပြီးတော့မှရှေ့ဆက်ကွယ်လွန်တည်ဆုံးပြီးတဲ့တူတွေအားလုံးကလည်းဂျနတ်ဒုက္ခဘုံမှာဆံမြန်းနိုင်ပါစေလို့ဒိုအားလုပ်ပေးပါတယ်ခင်ဗျာကျမကြီးမကောင်းတဲ့တူတွေလည်းဒီနေ့ကစပြီးတော့ကျမကြီးတွေအများကြီးကောင်းမွန်အောင်ဒိုအားလုပ်ပေးပါတယ်ဒီ Ramzan ဥပုသ်လကိုအကြောင်းခံပြီးတော့မှကျွန်တော်ရဲ့ဗီဒီယိုထဲမှာအမားယွန်းတွေပါသွားတဲ့စကားထဲမှာအမားယွန်းတွေပါသွားတဲ့ဆိုလို့ရှိရင်ကျွန်တော်ကိုအစဲဖြစ်မဟုတ်ပဲနဲ့နော်ကောင်းတဲ့ positive comment လေးနဲ့မှတ်ပြီးတော့မှလာပြီးတော့မှpositive စကားလေးတွေပြောရင်းနဲ့မှဆွေးနွေးရင်းနဲ့မှဗီဒီယိုလေးကိုမှတ်မိကြပါလို့တောင်းဆိုရင်းနဲ့ဗီဒီယိုလေးကိုညီကောင်းချုပ်ပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ Ramzan Mubarak ပါခင်ဗျအမှုပါတယ်ကြာရင်ပြန်တွေ့ပါမယ်ဘိုင်ဘိုင်ပါခင်ဗျ